ကိုကလုံးဝ background ကလည်းမရှိဘူးအရင်းနှီးကလည်းမရှိဘူးမိဘကလည်းအကျွေးတွေနဲ့ကိုယ်တိုင်လှုပ်ရှားမှရမယ်ကိုယ်တိုင်လုံးမှပဲရမယ်ကိုကမိသားစုမှာလည်းတကယ်အခရာဖြစ်တယ်ဒီလိုမျိုးဆိုလို့ရှိရင်တော့ကျမအနေနဲ့အကြံပေးရမယ်ဆိုလို့ရှိရင် small business ကိုအောင်မြင်အောင်လုပ်လို့ပဲပြောချင်တယ်ကိုကလူတစ်ယောက်နဲ့တစ်ယောက်နဲ့ကဘဝချင်းတွေမတူကြဘူးအခက်အခဲချင်းတွေလည်းအရွယ်ပေါင်းစုံမှာရှိတယ်မတူကြဘူးတစ်ဆက်တည်းမှာပဲဒီမှာပြောချင်တဲ့အရာတစ်ခုကကိုကမိသားစုကိုလည်းပြန်ကြည့်ချင်တယ်ကိုရဲ့စိတ်ခံစားချက်ဆိုတာတဲ့မိသားစုကိုလုံးဝပြန်ကြည့်ရမယ်လူတစ်ယောက်လည်းဖြစ်တယ် business မှာလည်းကိုဝါသနာပါတယ်ဆိုလို့ရှိရင်ဒီမှာအနေနဲ့ဆိုရင်အရင်ဆုံး small business ကိုရလက်ရအောင်လို့ small business လမ်းကြောင်းတစ်ခုပေါ်ရောက်သွားပြီဆိုအရန်မအောင်မြင်တော့မှပဲကိုမိသားစုကိုစောင်းနေရလုံးဝအားလုံးအဆင်ပြေသွားပြီဘယ်ခိုင်းကိုပဲကူးချင်းဒီ small business တခုအခြေခံသွားရင်ကိုတယောက်တည်းမှမဟုတ်ဘူးကိုညီကိုမောင်နှမကိုသားသမီးဒီလိုတွေကအစားအဆင့်သူ့ဟာသူအဆင်ပြေသွားပြီဒါတွေကိုကူညီဖို့ကအရန်ချမ်းသာစရာမလိုဘူး small business တခုကိုအခြေခိုင်လေးနဲ့တိစောက်နိုင်ရပြီဒါတွေကအပြင်မှာလည်းအများကြီးရှိတယ်ဒါပေမဲ့ဒီ small business ဆိုတာဇင်မာရေးထုတ်ထားတဲ့စာအုပ်ရှိတယ်စာအုပ်တွေကိုဖတ်တယ်အတွေ့အကြုံတွေယူတယ်ဘယ်တင်တန်းနေတတ်တဲ့အတွေ့အကြုံတွေယူတယ်ဒါပေမဲ့ဘလောက်စာတွေဖတ်ဘလောက်ပဲအတွေ့အကြုံတွေယူပေါ့နော်ကိုယ်တိုင်ကလက်တွေ့မလုပ်ဘူးဆိုရင်တော့မရဘူးဒါလေးကိုလည်းအရန်ပြောချင်တယ်အခုခေတ်က social media ခေတ်ဖြစ်တဲ့အတွက် social media မှာကြည့်ပြီးတော့တင်တန်းနေတက်ပြီးတော့တန်းဖြစ်သွားတယ်တန်းအောင်မြင်သွားတယ်ဒီလိုမျိုးမဟုတ်ဘူးဒီကိုသိရှိတဲ့အရာတွေကိုကိုယ်တိုင်လက်တွေ့လုပ်ရတာဒီစာအုပ်ထဲကတင်တန်းတွေကပြီးတဲ့အခက်ခဲနဲ့ကိုယ်တိုင်လက်တွေ့တွေ့တဲ့အရာတွေကလည်းတူချင်းမှတူနိုင်မှာဒါကြောင့်ကိုကတိုးတက်မှုကိုတစ်ဆင့်ပြီးတစ်ဆင့်သွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင် small business ကိုအခြေခံအောင်လုပ်ဒါဆိုလို့ရှိရင်တစ်ဆင့်ပြီးတစ်ဆင့်ကိုကအထက်ကိုအမြင့်ကိုရောက်မှာပဲဖြစ်ပါတယ်